သရောင်းသားလောက်ကိုလောက်ကင်နေပါမီယိုပလာလည်းသရောင်းသားလောက်ကိုလောက်ကင်လာခဲ့ကြတာအခုခေတ်အနေထားအရအကျွေတွေကရှားပါတဲ့ခါကျတော့ပတ်စံတောင်းရတာနည်းနည်းအခက်အခဲဖြစ်လာတယ်ဆရာအဲ့တော့ကျွန်တော်က Facebook နဲ့ TikTok ပေါ်မှာဟာတာဗီဒီယိုလေးတွေရိုက်ပြီးတော့ပတ်စံရှာရင်ကောင်းမလားလို့ဆရာဟာတာရိုက်ဖို့စဉ်းစားနေတာသရောင်းသားပဲလုပ်ပါအဲ့ဒါပတ်စံပို့ရတယ်ခုနပြောသလိုပေါ့နော်အခုခေတ်မှာအကျွေတွေရှားတယ်ထားလိုက်တာခေတ် adaptation very important နော်အကျွေတွေရှားတာဘာဖြစ်လဲ internet banking တွေ QR code တွေ POS ဆက်တွေပေါ်လာပြီလေဘယ်လောက်တောင်းလဲ100လား200လား196ကျပ်လား adaptation very important ပထမတော့ဟာတာရိုက်ဖို့ပဲအခုတော့သရောင်းသားပဲဆက်လုပ်တော့ဆွဲဆုံးအောင်မြင်ပြုံးပျော်ရွှင်ဆရာကျွန်တော်မေးစရာလေးရှိလို့ပါကျွန်တော်အခု e-commerce ကိုလုပ်နေပါတယ်ကျွန်တော်ရဲ့ application ကိုလည်း user အယောက်1000ကအသုံးပြုနေပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီး supply နဲ့ demand ကိုဘယ်လိုထိအောင်အသုံးပြုအောင်လဲဆိုတာကိုရှင်းပြပေးပါဆရာကျွန်တော်9မိနစ်လောက် break time ယူအောင် e-commerce ဆိုတာဘာလဲဟာ sell me this penဘာပဲနေရမယ်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  sell me this pen ကျွန်တော်မေနေမကောင်းဒီဘောပင်တွေဝေပေးကြပါ sell me this pen ဘောပင်ဝယ်ကြအောင်မလားပြောဘောပင်ဝယ်ရင်ကျုပ်ကပါလက်ကားရမယ် that's my girl sell me this pen ဒီဘက်ဘာကြီးတင်နေမှန်းဟုတ်မသိဘူးတင်နှန်းကြီးကလည်း9သိန်းရင်နှွေးနဲ့ခွက်ဘိုးကလည်း1900စုစုပေါင်း9သိန်းနဲ့1900ဒါတော့အခွေဘိုးကဘယ်လောက်မှန်းမသိသေးဘူးဆွဲဆုံးအောင်မြင်ပြုံးပျော်ရွှင်ဆရာခါတာမျိုးလုံးနာတာပျောက်လာဗျ အားလည်းမသိဘူးကွာစမ်းကြည့်အောင်စင်ဝင်ခဲ့လားဘယ်ဘက်ကနာဒီမှာနာ မျက်မှန်လေးချလိုက်နားရဲ့ဘက်အုပ်ထားလိုက်စို့ဆက်စီပထမကတော့ညာဘက်ပဲနာတာအခုတော့ဘယ်ဘက်ပါနာသွားပြီ အောင်မြင်တဲ့လူငယ်တွေကိုနောက်ထပ်ပြည့်စုံပြို့ထောင်ပေးနေအောင်ပါခင်ဗျာ ဟဲ့ဆေးကတော့ပြတော့9သိန်းမပေးရ Hello taxi